လေရင်ရက်ဆင်းသက်မဲ့ဘိန်းတွေ landing gear ဟာပြတ်ကျချိန်မှာအောက်ကိုချထားသေးဖြစ်နေတယ်ဆိုတာပါပဲပုံမှန်လေရင်တက်ခွာထွက်ခွာမှုလုပ်ငန်းစဉ်အရလေရင်ဟာအမြင့်တက်နှုန်း positive rate of climb ရရှိတာနဲ့ဆင်းသက်မဲ့ဘိန်းတွေကိုပြန်လည်သိမ်းဆည်းရပါတယ် CCTV ပုံရိပ်မှာဘိန်းတွေချထားတာကိုတွေ့ရတဲ့အတွက်လေရင်မှုတွေဟာအလွန်အရေးကြီးတဲ့တစ်ခုခုကြောင့်အာရုံလွဲသွားခဲ့တာလားဒါမှမဟုတ်ဘိန်းတွေကိုပြန်သိမ်းဖို့မေ့သွားတာလားဆိုပြီးသုံးသပ်ထားပါတယ်ဒီလိုအခြေအနေမျိုးမှာလေရင်မှုတွေရဲ့အာရုံစိုက်မှုကဘိန်းသိမ်းတာထက်ပိုရေးကြီးတဲ့အရာတစ်ခုစီကိုရောက်နေခဲ့တာဖြစ်နိုင်ပါတယ် CCTV ဗီဒီယိုမှာတွေ့ရတာကတော့လေရင်မှုတွေဟာမြေကြီးနဲ့မထိခင်လေရင်ရဲ့ဥပိုင်းကိုမိုးပေါ်ထောင်ပြီးအမြန်နှုံးကိုအမြင့်ဆုံးမြင့်တင်ဖို့ကြိုးစားခဲ့ပုံရပါတယ်ဒါပေမဲ့လေရင်ဟာအရှိန်လျော့ကျသွားပြီးလေထဲမှာဆက်ပြန်ဖို့လုံလောက်တဲ့အင်အားမရှိတော့ဘဲမြေပြင်စီကိုထိုးဆင်းသွားခဲ့တာကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်ဒီဖြစ်စဉ်အတွက်ဖြစ်နိုင်ခြေရှိသောအကြောင်းရင်းကတော့အင်ဂျင်တွေမှာပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ပြီးလေရင်ရဲ့တွန်းအားရုတ်တရက်ပျောက်ဆုံးသွားတာဖြစ်နိုင်ပါတယ်ဒါကြောင့်လေရင်ကအမြင့်မတက်နိုင်တော့ဘဲမြေပြင်စီကိုထိုးဆင်းသွားခဲ့တာပါငှက်ဝင်တိုက်မှုဖြစ်နိုင်ခြေရှိတယ်လို့တချို့ကထင်မြင်နိုင်ပေမဲ့အင်ဂျင်နှလုံးလုံးကိုတပြိုင်တည်းငှက်ဝင်ရောက်ပြီးအင်ဂျင်ပါဝါဆုံးရှုံးသွားတယ်ဖို့ကတော့အလွန်ရှားပါတဲ့ဖြစ်စဉ်တစ်ခုပါနောက်ပြီးအင်ဂျင်ရပ်တန့်သွားတဲ့သဲလွန်စာဒါမှမဟုတ်အမြင့်အာရုံဆိုင်ရာသဲလွန်စာမျိုးလည်းမတွေ့ရဘူးလို့ဆိုပါတယ်အင်ဂျင်တွေကရုတ်တရက်ပိတ်သွားခဲ့တယ်လို့မျိုးပဲဖြစ်နေတယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ် V1 speed take off decision speed အကြောင်းလည်းပြောပြထားပါတယ်ဒီ V1 speed ဟာလေယာဉ်စတင်တက်ချိန်မှာအရေးကြီးတဲ့အချိန်တစ်ခုဖြစ်ပြီးဒီအချိန်ရောက်ပြီးရင်အင်ဂျင်တစ်ခုရပ်သွားရင်တော့လေယာဉ်ကိုဆက်လက်တက်ခွာတာတွေအန္တရာယ်ကင်းပါတယ်ဘာလို့လဲဆိုတော့ကြံရှိနေတဲ့ပြေးလန်းကွာဝေးကလေယာဉ်ကိုဘေးကင်းစွာရပ်တန့်ဖို့မလုံလောက်တော့လို့ပါပဲဒီကိစ္စမှာတော့လေယာဉ်ဟာအချိန်ရပြီးတက်ခွာပြီးချိန်မှာရုတ်တရက်ပြဿနာကြုံခဲ့ရပုံရပါတယ်ဒါဟာလေယာဉ်မှုတွေအတွက်အချိန်အလွန်နည်းတဲ့အခြေအနေတစ်ခုဖြစ်ပြီးဆုံးဖြတ်ချက်ချဖို့တကယ်ကိုခက်ခဲတဲ့အခြေအနေပါပဲဒီဖြစ်စဉ်ဟာဤပညာပိုင်းဆိုင်ရာချုပ်ရင်းချက်လားလူအမှားလားဒါမှမဟုတ်ငှက်ဝင်ရောက်မှုလားဆိုတာကိုတော့စုံစမ်းစစ်ဆေးမှုတွေကသာဖော်ထုတ်နိုင်မှာပါ Boeing 787 Dreamliner ဟာ2011ခုနှစ်မှာစတင်အသုံးပြုခဲ့ပြီးဒီလိုအသက်ဆုံးရှုံးမှုမျိုးပထမဆုံးကြိမ်ကြုံတွေ့ရတာလည်းဖြစ်ပါတယ်ဒီဖြစ်အကိုအာရှမှာဖြစ်ပွားခဲ့တဲ့တခြား Boeing လေယာဉ်ပျက်ကျမှုတွေနဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ် Lion Air Flight 610 2018ခုနှစ်အင်ဒိုနီးရှားမှာ Boeing 737 MAX 8အမျိုးအစားလေယာဉ်ဟာဂျကာတာကနေထွက်ခွာပြီးမကြခင်ပြတ်ကျခဲ့ပြီးခရီးသည်နဲ့ဝန်ထမ်း189ဦးသလုံးသေဆုံးခဲ့ပါတယ်ဒီပြတ်ကျမှုဟာ Boeing 737 MAX လေယာဉ်တွေရဲ့ software ချုပ်ရင်းချက်တွေကြောင့်ဖြစ်ခဲ့တာလို့နောက်ပိုင်းမှာတွေ့ရှိခဲ့ပါတယ်ဒါ့အပြင်2019ခုနှစ်အီသီယိုးပီးယားမှာပြတ်ကျခဲ့တဲ့ Boeing 737 MAX 8အမျိုးအစားလေယာဉ်ပြတ်ကျခဲ့ပြီးလူ158ဦးသေဆုံးခဲ့ပါတယ်ဒီဖြစ်